ကိုယ့်စိတ်ကဘလောက်တောင်စွာကြီးမှလဲထိချင်မှုပါတလားကဲ James Allen ရဲ့လူတစ်ယောက်တွေးတော့တဲ့အတိုင်းဆိုတဲ့စာအုပ်လေးကိုအခြေခံပြီးတော့လေကျွန်တော်တို့ရဲ့အတွေးတွေကကိုယ့်ဘဝကိုဘလူးထိပုံဖော်ပြောင်းလဲနိုင်လဲဆိုတာကိုအထူးထူးကြည့်လိုက်ကြရအောင်ဒီစာအုပ်ရဲ့အဓိကအချက်လို့ပြောရမယ်စကားတစ်ခွန်းကတော့ဒါပါပဲလူတစ်ယောက်ဟာသူ့ရဲ့စိတ်နှလုံးထဲမှာတွေးတောကြံစီတဲ့အတိုင်းပဲဖြစ်လာတယ်တဲ့ဒါကတော်တော်လေးကိုနက်နဲတဲ့စကားတော့ကဲဒါကဘာကိုဆိုလိုတာလဲဘလောက်အထိအရေးပါတယ်ဆိုတာဆက်ပြီးလေ့လာကြည့်ကြမယ်ဒါကတာမန်စကားပုံတစ်ခုလောက်ပဲလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့ဘဝကိုထိန်းချုပ်နေတဲ့အခြေခံဥပဒေသားကြီးတစ်ခုလားထောက်ခုတော့3ခုနှစ်ကတည်းကထွက်ခဲ့တဲ့ဒီစာအုပ်ကတော့ရှင်းရှင်းလေးပဲပြောရတယ်ကျွန်တော်တို့ရဲ့အတွေးတွေဟာကိုယ့်ဘဝရဲ့အရှင်သခင်ပဲတဲ့ဟုတ်ပါတယ်ကျမ်းမာရေးကနေအလို့ကိုင်းဆက်ဆံရေးအထိအရာအလုပ်ကိုဖုံဖော်နေတာဟာကိုယ့်အတွေးတွေပဲလို့ဆိုလိုတာပါကဲဟုတ်ပြီဒါဆိုပထမဆုံးအနေနဲ့စိတ်ရဲ့အဓိကစွမ်းအားဆိုတာဘာလဲဆိုတာကိုရန်လုံးဆွေးနွေးကြည့်ကြရအောင်ကျွန်တော်တို့ရဲ့အထွေးတစ်ခုချင်းစီက literal ဘဝကိုဘယ်လိုများပုံဖော်နေတယ်လဲလာကြည့်လိုက်ရအောင် James Allen ကဘာပြောလဲဆိုတော့လေအောင်မြင်တာတွေကြာရှုံးတာတွေပျော်တာဝမ်းနေတာအားလုံးရဲ့အစကကိုယ့်အတွေးတွေကပဲတဲ့အရင်ရှင်းတဲ့ကိုကအောင်မြင်ခြင်းနဲ့ဆိုရင်အောင်မြင်တဲ့သူတရားလို့အရင်ဆုံးတွေးတတ်ဖို့လိုတယ်ဆိုတဲ့သဘောပါပဲဒီမှာကြည့်လိုက်ရင်ရှင်းသွားလိမ့်မယ်အတွေးဆိုတာကဓာတ်တွားနှစ်ဖက်လိုပါပဲမှန်ကန်တုံးတတ်တင်ပျော်ရွှင်မှုတွေအောင်မြင်မှုတွေစောင့်ကျဉ်ပေးနိုင်တယ်ဒါပေမဲ့အတွေးမားတဲ့အစိုးမြင့်စစ်တီးနဲ့ဆိုရင်တော့ကိုပြန်ဒုက္ခပေးမဲ့အရာတွေကိုပဲဖန်တီးမိမှာပါဟုတ်ပြီအတွေးကလက်တွေ့ဘဝကိုပုံဖော်တယ်ဆိုတာသိပြီဒါဆိုနောက်တစ်ဆင့်အနေနဲ့အဲ့ဒီအတွေးတွေကကျွန်တော်တို့ရဲ့စာရီတော့ကိုကြီးကိုတွေးကိုရောဘလို့ပုံဖော်တယ်ဆိုတာကိုစပီးကြည့်ကြအောင်ဒီစာအုပ်ထက်ကဒီဥပမာလေးကတော့တကယ်ကိုထီမိတယ်ကျွန်တော်ရဲ့အတွေးတွေဆိုတာမြေကြီးတွေကမျိုးစိလေးတွေနဲ့တူတယ်တဲ့အစမှာတော့ဘယ်သူမှမမြင်ရဘူးဒါပေမဲ့အဲ့ဒီအတွေးမျိုးစိလေးတွေကနေလို့ရဆိုတဲ့အပင်လေးတွေပေါလာတယ်နောက်ဆုံးမှာတော့အဲ့ဒီအပင်တွေကနေပျော်ရွှင်ခြင်းဆင်းရဲခြင်းဆိုတဲ့အတီးအပင်တွေတွေးလာတာပေါ့ဒီစကားကတော့တော်တော်လေးစဉ်းစားစရာပဲเนาะကိုယ့်ဘဝကိုကောင်းအောင်ဖန်တီးမလားဒါမှမဟုတ်ဖြစ်စီမလားဆိုတာကတခြားဘသူပေါ်မှာမမူတည်ဘူးကိုယ့်ရဲ့အတွေးတွေပေါ်မှာပဲမူတည်နေတယ်ဆိုတဲ့အသေးပဲတကယ်ကိုပဲကိုယ့်ဘဝရဲ့ပန်ဖို့ဆရာဟာကိုယ်တိုင်ပါပဲဆိုတော့ကျွန်တော်တို့ရဲ့စာရီစာဆိုတာကာဒီယာကြောင့်ဖြစ်လာတာဝေးရပါဗီဇာကြောင့်ဖြစ်လာတာမျိုးလုံးဝမဟုတ်ဘူးလို့သူကဆိုလိုတာနေ့စဉ်နဲ့အမြတရားပြည်တရားကိုတွေးနေတဲ့တွေးတွေရဲ့စုပေါင်းရလာကပဲကိုယ့်ရဲ့စာရီတက်ကိုတိဆောက်သွားတာဖြစ်ပါတယ်ကဲအခုကျွန်တော်တို့ရဲ့အတွင်းစိတ်ကအပြင်လောကကိုဘလို့တည်ရောက်မှုရှိနေလဲဆိုတာကြည့်အောင်ဒီအပိုင်းကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ကိုပတ်ဝန်းကျင်ကကိုယ့်စိတ်ရဲ့မှန်တစ်ချက်လိုပဲစောက်ထဲမှာနောက်ထပ်နာမည်ကြီးတဲ့ဥပမာတစ်ခုကတော့စိတ်ကိုဥယျာဉ်တစ်ခုနဲ့နှိုင်းထားတာပဲကျွန်တော်အားလုံးဟာကိုယ့်စိတ်ဥယျာဉ်ရဲ့ဥယျာဉ်မူးတွေပေါ့အဲ့ဒီဥယျာဉ်ကိုလက်ပတဲ့ပန်းတွေအတိအနံတွေနဲ့ပြင်နေအောင်စိုက်ပျိုးမလားဒါမှမဟုတ်ပေါင်းပင်တွေနဲ့တိုးထက်နေအောင်ပစ်ထားမလားဆိုတာကကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်နေတာပါရှင်းလေးပါပဲကိုယ်စိတ်ထဲမှာအဖြူသဘောဆောင်တဲ့အကျိုးရှိတဲ့အတွေးတွေကိုတေးသေးချာချာရွေးပြီးစိုက်ပျိုးမလားဒါမှမဟုတ်ဘာမှကရုမဆိုင်ပဲပြစ်ထားပြီးအစိုးမြင်စိတ်တွေအတုံးမကျတဲ့အတွေးတွေဆိုတဲ့ပေါင်းပင်တွေကိုကြီးစိုးခွင်ပေးလိုက်မလားဒါကကျွန်တော်တို့ရဲ့နေ့စဉ်တာဝန်တစ်ခုပါပဲဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကြုံတွေ့နေရတဲ့အခြေအနေဆိုးတွေကောင်းတွေဟာတကယ်တော့ကိုယ့်ရဲ့အတွင်းစိတ်ကိုပြန်ပြီးထင်ဟပ်ပြနေတဲ့ကြေးမုံပြင်းတစ်ခုပါပဲအကယ်၍ကိုယ့်ဘဝကတခုခုအဆင်မပြေဘူးလို့ခံစားနေရရင်အပြင်မှာပြစ်ချမဲ့အစားကိုယ့်ရဲ့အတွေးတွေကိုအရင်ဆုံးပြန်ပြီးစစ်ဆေးကြည့်ဖို့လိုတယ်ဆိုတဲ့သဘောပါပဲဒီစာအုပ်ကအတွေးကနေလက်တွေ့ဘဝအဖြစ်ကိုဘလို့အစင်စင်ကြောင်းလဲသွားလဲဆိုတဲ့လုပ်ငန်းစဉ်ကိုရှင်းပြထားတာအရန်ကောင်းတယ်ဥမာကြောက်ရွံ့တဲ့အတွေးတွေစိုးရင်ပူပန်တဲ့အတွေးတွေကိုအမြဲတမ်းတွေးနေမယ်ဆိုရင်အဲ့ဓာတွေကတဖြည်းဖြည်းနဲ့အားနေတဲ့မပြတ်မသားဖြစ်တဲ့အကျင့်တွေဖြစ်ကိုပုံစံကလို့ဖြစ်လာတယ်နောက်ဆုံးမှာတော့အဲ့ဒီအကျင့်တွေကပဲခိုင်မာသွားပြီးရှုံးနိမ့်ခြင်းဆိုတဲ့အခြေအနေတွေကိုကိုယ်ဘဝတစ်ခုဆွဲသွင်းလိုက်သလိုဖြစ်သွားပါရောဒါပေမဲ့အားရစရာကတော့ဒီလုပ်ငန်းစဉ်ကအကောင်းပဲအတွက်လည်းအတူတူပဲအလုံးလုံးတယ်ဆိုတာပါပဲစံကြယ်တဲ့အပြုသဘောဆောင်တဲ့အတွေ့တွေကိုမွေးမြူမယ်ဆိုရင်အဲ့ဒီအတွေ့တွေကကိုထိန်းချုပ်နိုင်တဲ့စီကန်းရှိတဲ့အလေးချင်းကောင်းတဲ့အဖြစ်ကိုပုံဖော်လာစေတယ်အဆုံးမှာတော့အဲ့ဒီအကျင့်ကောင်းတွေကပဲငင်းချမ်းခြင်းနဲ့အောင်မြင်ခြင်းဆိုတဲ့ခြေနေတွေကိုခိုင်မာမာတိဆောက်ပေးသွားမှာဖြစ်ပါတယ်ကဲ theory တော့ပြောပြီးပြီဒါဆိုရင်ဒီအထွေးကော်တွေကိုလက်တွေ့ဘဝမှာအောင်မြင်မှုတွေရဖို့အတွက်ဘယ်လိုလက်တွေ့အသုံးချနိုင်မလဲဆိုတာကိုချိလိုက်ကြရအောင် James Allen ကဒီမှာဥပမာလေးတွေနဲ့ရှင်းပြထားတယ်လူတွေဟာသူတို့လိုချင်တဲ့အရာနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွေးတွေကိုတွေးနေတာကြောင့်ကိုယ့်ရဲ့အောင်မြင်မှုကိုကိုယ်နိုင်ဖျက်ဆီးနေကြတယ်ဥပမာစင်ရတဲ့သူကချမ်းသာခြင်းတယ်
ဒါပေမဲ့အလုပ်ကိုတော့ခိုးတယ်ဖျားနာနေတဲ့တတိကကျမ်းမာခြင်းတယ်ဒါပေမဲ့အစားအသောက်ကိုတော့မဆင်ပြေဘူးအဲ့လိုအတွေးနဲ့လုံရဲ့မငီးမြမှုတွေကပဲလူတွေကိုသူတို့လိုချင်တဲ့ပန်းနိုင်နဲ့ဝေးစေတာပေါ့ဒါပါကိုရှင်းရှင်းလင်းလင်းပြနေလဲဆိုတော့အောင်မြင်ရှင်နဲ့အနိုင်ယူရှင်နဲ့တခုခုကိုပြီးမြောက်အောင်လုပ်ချင်တယ်ဆိုရင်တခြားနည်းလမ်းမရှိဘူးကိုယ့်ရဲ့အတွေးတွေကိုမြင့်တင်ဖို့ပဲလိုတယ်ဆိုတာပါပဲအော်တန်းချတယ်အကျိုးမရှိတဲ့အတွေးတွေကိုစွန့်ထုတ်ပြီးညီမချက်ကြီးမားတဲ့အတွေးတွေကိုမွေးမြူနိုင်မှသာတိုးတက်မှုဆိုတာရှိလာမှာပါကဲနောက်ဆုံးပိုင်းကိုရောက်လာပါပြီကျွန်တော်တို့ရဲ့အကြီးမားဆုံးတို့အိမ်မက်တီစိတ်ကူးတွေကိုအကောင့်ထဲပေါ်ဖို့အတွက်ဒီအတွေးခေါ်စွမ်းအားကိုဘလို့အတုံးချမလဲဆိုတာကြည့်လိုက်ကြအောင်ကိုယ်စိတ်နှလုံးသားထဲမှာဆွဲဆွဲမြဲမြဲထားရှိထားတဲ့မျှော်မှန်းချက်အိမ်မက်ဆိုတာဟာတနေ့မှဖြစ်လာမဲ့ကိုယ့်ဘဝရဲ့ကတိစကားတစ်ခုပါပဲတဲ့အခုစိတ်ကူးရင်နေတဲ့စံပြူထိုက်တဲ့ပန်းတိုင်ဟာနောက်တစ်ချိန်မှာတကယ်တမ်းဖော်ထုတ်ပြတာလာမဲ့ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုကြိုပြိုးနေတဲ့ profile ပြုချက်တစ်ခုပါပဲအရင်လာတဲ့စကားလေးနော်ဒီစာအုပ်မှာ James Allen ကအဆုံးစွန်သောအောင်မြင်မှုဆိုတာပိုက်ဆံတွေယာရုတွေပိုင်းဆိုင်တာကိုမဆိုလိုဘူးလို့ပြောထားတယ်တကယ်အောင်မြင်မှုဆိုတာကစိတ်တည်ငြိမ်ခြင်းကိုရရှိတာပဲဖြစ်တယ်တဲ့ဒါဘလို့ချင်းနေမျိုးပါပဲဖြစ်ဖြစ်တုံးလို့ချင်းမရှိတဲ့အတွင်းစိတ်ရဲ့ငြင်းချမ်းမှုပါအဲ့ဒီလိုငြင်းချမ်းမှုဟာကိုယ်စိတ်ကိုနှစ်ပေါင်းများစွာစိတ်ရှိရှိနဲ့ထိန်းချုပ်လေ့ကျင့်လာခြင်းရဲ့အဖို့တန်ယရနာတစ်ခုပါပဲဒါကြောင့်ဒီနေ့ဒီကြောင်းရာတွေကိုနားထောင်ပြီးတဲ့နောက်မှာကိုဒီမေးခွန်းလေးပြန်မေးကြည့်ဖို့တိုက်တွန်းချင်ပါတယ်ငါရဲ့စိတ်နှလုံးသားထဲမှာဘယ်လိုစံပြူထိုက်တဲ့ပန်းတိုင်မျိုးကိုအလေးမြတ်ထားနေပါသလဲဆိုတာကိုပေါ့ဘာဖြစ်လို့လဲဆိုတော့ James Allen ရဲ့ဆိုရအဲ့ဒီကိုလေးမြတ်ထားရဲ့ပန်းတိုင်ကပဲကိုဒီဆောင်မဲဘဝရဲ့တောချက်ဖြစ်နေလို့ပါပဲ